င်္ဂလာပါជីជីရေဒီ lesson ကတော့မီလူလူချင်းပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာသုံးလို့ရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တကယ်တော့ဒါရဲ့ဥချစ်လောက်ခဲ့တဲ့အမားတစ်ခုအဲ့အမားကိုမီးရမကျွလွန်အောင်ဘယ်လိုရှောင်လို့ရမလဲဘယ်လိုဆက်ဆံလူနဲ့ဘယ်လိုဆက်ဆံရမှာကိုပြောပြချင်တာဖြစ်တယ်မီးလေးချစ်ကငယ်တော့ဆိုရင်လိုအပ်တာထက်ပို့ပြီးတော့တကူရဲနေတယ်ကွာအဲ့လိုတကူရဲနေတဲ့အပြင်ဥချစ်ကကိုနဲ့မတူတဲ့လူတွေဥချစ်ကမပေါင်းခဲ့ဘူးမီးလေးဒါမီးလေးကောင်းတယ်လို့လည်းပြောလို့ရတယ်မကောင်းဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့တချို့နေရာတွေမှာဥချစ်ကတက်နိုင်နေများစောစောမိတ်ကောင်းဆွေကောင်းတယ်တငယ်ချင်းကောင်းနေပြီးတော့နောက်ဝက်ကောင်းကောင်းနေမကြုံတော့ဘူးကွာဥချစ်ဘိုးတဲနေရအောင်ကြိုက်ပြီးတော့တီးတဲ့နဲ့နေလွန်းလို့အဲ့လိုတချို့နေရာတွေမှာဆိုရင်ထောက်ကူပြုမဲ့အရာတွေနဲ့စောစောမတွေ့ဘူးပေါ့မီလေးနောက်ပြီးတော့ဥချစ်မှာအချင်းတစ်ခုရှိသေးတယ်အဲ့ဒီချင်းကဥချစ်ကကိုနဲ့မတူတဲ့ပုံစံ style တွေ character တွေဆိုဥချစ်ကမကြိုက်ဘူးကွာဘယ်လိုပုံစံဆိုတော့မှရက်တော့ပြီးတော့ပျော်ပါနေတဲ့လူတွေပြီးလို့ရှိရင်ဘယ်လိုခန္ဓာကိုယ်ဘီယုံဆိုင်ပဲဘိုက်ကြီးပူနေလို့ဆိုဥချစ်ကသိတယ်မလားအဲ့လိုမျိုးစိတ်ထဲမှာထင်သေးတယ်ကွာသူများကိုထင်သေးတဲ့စိတ်ဖြစ်တယ်ကွာကိုယ်တိုင်ကသိရမလားကိုနဲ့ပုံစံတူတွေပဲကြိုက်နေဆိုတော့အဲ့လိုမျိုးကျမ်းမာရေးဂီယူမဆိုင်တဲ့လူတွေအဲ့လိုမျိုးပျော်ပါမှတ်တဲ့လူတွေဆိုရင်ဥချစ်ကမကြိုက်တဲ့အပြင်သူများကိုထင်သေးတဲ့စိတ်ကမျက်နှာမှာတခါပေါ့တယ်ကွာပြီးတော့ကိုနဲ့မတူတဲ့လူတွေကစောက်ဘောတွေသိရမလားညံတင်တဲ့လူတွေလို့လဲအဲ့လိုထင်ခဲ့တယ်ကွာအဲ့လိုထင်ခဲ့တာကွာတကယ်ဆိုအဲ့ဒါမှားတယ်မီလီအဲ့ဒါလုံးဝမှားခဲ့တယ်တရားတကယ်တော့ဦးချစ်တို့နဲ့ပေါင်းသင်းဆက်ဆံတဲ့လူတွေကဦးချစ်တို့နဲ့လုံးဝတူစရာမလိုဘူးကွာဒါကြောင့်မီဦးချစ်ကအဲ့လိုမျိုးမဖြစ်အောင်တင်ပေးမှာအဲ့ဒါကိုအဲ့လိုမျိုးပေါင်းသင်းဆက်ဆံကဏ္ဍမှာအဆင်ပြေအောင်ဆိုတဲ့ skill တစ်ခုပေါ့ကွာအဲ့ဒါကို open minded ပွင့်လင်းမြင်သာတဲ့စိတ်ပေါ့အဲ့လို open minded ဖြစ်ပါဆိုတဲ့ခေါင်းစဉ်ဦးချစ်ကမီကိုတင်ပေးမှာဒီနေ့ open minded ဆိုတာမြန်မာလိုဆိုရင်တော့ပွင့်လင်းမြင်သာတဲ့စိတ်ထားပေါ့ကိုနဲ့မတူတဲ့လူတွေပေါ်မှာထိခိုက်မှုမရှိပဲအတူရှင်တွဲနေထိုင်တာကိုပြောတာမီးလေးမတူတဲ့အကျင့်စရိုက်ရှိတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာမထိခိုက်ပဲဆက်ဆံနိုင်တယ် open minded ဖြစ်တဲ့ quality skill တစ်ခုပဲမီ 8 skill မျိုးသူချက်သိသိချင်တာတခုဆိုလို့ရှိရင်ကိုနဲ့မတူတဲ့အခါတိုင်းမီးကအကန်းဖြစ်တာတော့အကန်းကြီးဖြစ်တာတော့မျက်နှာကြီးပြတ်တာတော့အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့မီးအနေနဲ့ပုံမှန်မျက်နှာနဲ့ပဲ sit down and talk လုပ်နိုင်တာအဲ့လိုပုံစံမျိုးဖြစ်ခြင်းကိုမီးတို့ open minded လို့ခေါ်တယ်အခုလိုမီးတို့လိုအရွယ်တွေကိုဦးချစ်ကအကြံပေးမီးတို့ကတော့အသက်15နှစ်16နှစ်အရွယ်ဝန်းကျင်နေဆိုလို့ရှင်ဦးချစ်အကြံပေးလို့ရရင်ပေးခြင်းတယ်လူတွေကမီးတို့ကြိုက်တာကိုလိုက်ပြီးတော့ကြိုက်စရာမလိုကွာမကြည့်ဆိုရင်အဲ့လို16 19 18 19 20 21 22အဲ့အရွယ်တွေမှာဘာတွေအမိုက်လောက်ခဲ့လဲဆိုလို့ရှိရင်တခုနဲ့ပတ်သက်လာပြီကိုနဲ့မတူတော့ဆိုရင်ကိုကသာမှန်ကြောင်းပြီးတော့လူတွေနားချတဲ့အလုပ်တွေညှင်းခုန်တဲ့အလုပ်တွေတအားလုပ်ခဲ့တယ်ဦးချက်လူငယ်အထာလင်းဆိုတော့သိရမလားလူငယ်စိတ်ဆိုတော့မာန်မာနာလေးရလည်းရှိတော့ရှောက်ညင်းတာတို့ရှောက်ဂန်းဆုပ်တာတို့ညှင်းခုန်တာတို့တအားလှုပ်ခဲ့တာဒီလိုလှုပ်လို့ဘာဖြစ်လာလဲဆိုတော့အကျိုးဆက်တော်တော်များများအချိန်တွေမှာများသောတော့ကိုယ့်ရဲ့မိတ်ဆွေတော်တော်များများနဲ့ကွာစိတ်ဆိုးတယ်ပြီးလို့ရှိရင်မိတ်ပြတ်သွားတယ်ဒီကဘာအကျိုးမှမရှိဘူးလေပြီးတော့ကိုယ်တစ်ဖက်သားချင်သွားတာပဲရှိကွာစကားကိုကောင်းကောင်းမပြောချင်တော့ဘူးကိုယ်အနေနဲ့ကိုကနိုင်တယ်လို့ထင်လိုက်မယ်သိတာပဲနိုင်တယ်လို့ခံစားချက်လေးနည်းနည်းရလိုက်မယ်ထူထူကြီးပြောရလောက်အကောင်းအောင်မရှိဘူးကောင်းတဲ့အရာတော့မရှိဘူးအဲကြောင့်အခုဦးချင်းနောက်ပိုင်းလူတွေနဲ့ပတ်သက်ပြီးလိုက်နားချတဲ့လုပ်တွေလိုက်အကြံပေးတဲ့လုပ်တွေမလုပ်တော့ဘူးပြီးရင်ကိုကြိုက်တဲ့အရာကိုယုံကြည်တဲ့အရာကိုကြိုက်ဖို့ယုံကြည်ဖို့အားထုတ်တယ်မလုပ်တော့ဘူးချက်ကအဲ့ဒါလေပြီးရင်လူတွေကကိုကြိုက်တဲ့အရာကိုကြိုက်စရာမလိုဘူးလို့လဲလက်ခံလိုက်တယ်ပြီးတော့တခြားအဲ့လိုအပြင်ကဆက်ညင်မဲ့အနေနဲ့တခြားလူတယောက်ကလည်းသူတို့ကြိုက်တဲ့အရာကိုဥချစ်ကိုဒါကြိုက်ပါဒါလုပ်ပါဒါယုံကြည်ပါလို့ပြောလဲဥချစ်ကကြိုက်စရာလည်းမလိုလုပ်စရာလည်းမလိုယုံကြည်စရာလည်းမလိုခင်လိုပဲဖြစ်ဖြစ်သိရမလားကိုယ့်ဘောလွှမ်းမိုးတဲ့ဆရာမတွေကပြောလို့ပဲဖြစ်ဖြစ်ကိုကစိတ်ထဲမှာမကြိုက်ဘူးမယုံကြည်ဘူးမလုပ်ချင်ဆိုရင်ကြိုက်စရာမလိုယုံကြည်စရာမလိုလုပ်စရာမလိုအဲ့လိုအရာတွေဥချစ်လက်ခံလိုက်တဲ့အချိန်ကစပြီးတော့ဥချစ်တော်လေးအဆင်ပြေသွားတယ်ကွာစိတ်ပိုင်းဆိုင်ရာပေါင်းစင်ကဏ္ဍ open mind ဖြစ်တာလေအကုန်လုံးအဆင်ပြေသွားတယ်အားကြောင့်မိရတစ်ချိန်ချိန်မှာမိရဲ့ idea တွေမိရဲ့အပြောဆိုတွေမိရဲ့အတွေးခေါ်တွေနဲ့ပေါင်းစင်ကဏ္ဍမှာကိုကလူတွေလိုက်ပြီးတော့ကိုကြိုက်တာကြိုက်အောင်ကိုနဲ့မတူတဲ့အမြင်တွေကိုကိုနဲ့တော်လိုက်ညှိတဲ့အလုပ်တွေကိုကြိုးစားအထောက်အမှာဆိုလို့ချက်ကပြောတာဘာမှမကောင်းတဲ့ရလက်တွေပဲရလာမှာကွာအဲ့လိုကိစ္စတွေကိုလိုက်ပြီးတော့ကြိုးစားအထောက်ကြလည်းမလိုဘူးလေလူတွေကတယောက်နဲ့တယောက်ပတ်ဝန်းကျင်မွေးဖွားလာနေပဲတွေခက်စိတ်ကဏ္ဍချက်တွေမိသားစုအတိုင်းဝိုင်းတွေမတူတဲ့အတွက်အမြင်တွေကလည်းတူမှာမဟုတ်လေအဲ့ဒါတွေကိုလိုက်ပြီးတော့ညှိနှိုင်းကြမလို့ညှိနှိုင်းနေဆိုလဲအတိတ်ပဲမရှိဘူးကွာမင်းလေးအဲ့လိုပဲမိကိုလူတဘာဝရတခြားလူတွေကလည်းသူတို့ကြိုက်တဲ့ဟာတွေကိုမြို့လာပြောတယ်ဆိုလို့ရှိရင်လိုက်ပြီးလဲယုံကြမလို့ပြီးတော့လိုက်ပြီးအတင်းလဲညင်းခုန်ကြမလို့ကွာတကယ်အရေးကြီးတာမိရဲ့ယက်တီချက်မိရဲ့ယုံကြည်ချက်မိရဲ့ဘဝကိုမိဘလို့နေထိုင်သွားမယ်ဆိုတော့
စိတ်ပိုင်းဆိုင်ရာ mindset ကပဲမိတို့အရေးကြီးတယ်ကွာတက်တက်မမတ်ကိုရှိတယ်နော်မရှိတဲ့ခါကျရင်ဥပမာမိရသာဖန်ခွက်အလွတ်ကြီးဆိုလို့ရှိရင်ကွာမိကဘာမှမိခံယူထားတဲ့ခံယူချက်မိခံယူထားတဲ့ခံယူချက်မိအတွေးခေါ်မိဖြစ်ချင်တဲ့ဘဝကိုမိမစိတ်တော့ဘာမှမရှိဆိုရင်မိကသူများရဲ့အတွေးခေါ်တွေသူများရဲ့ idea တွေသူများရဲ့အယုံကြည်ချက်တွေကမိရဲ့လောင်းထည့်ခြင်းခံရမယ်မိကဖန်ခွက်အလွတ်ကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ပြောတာနော်ဖန်ခွက်လို့ဆိုရင်မိတော့ကြိုက်သူထည့်သွားမိရဲ့စိတ်ထဲမှာအကုန်လုံးကသိရမလားသူများ idea သူများယူဆသူများယုံကြည်ချက်တွေကပြည့်သွားမှာတခြားသူတွေကရေစင်းမပါပဲလောင်းထဲတဲ့အရာတွေအလုံးမီးကကိုယ့်အောင်ရည်ရွယ်ချက်သက်မမမရှိတဲ့အတွက်ကိုကအဲ့လိုမျိုးအမိုက်တွေတရိုက်တွေပါအတွေးခေါ်တွေလည်းအတွေးခေါ်ယူဆဘဝနေထိုင်နေတွေမီးရဲ့ဘဝတစ်ချောင်းလုံးအဖြည့်ခံရလိမ့်မယ်အဲ့ဒါကြတော့ကိုနေချင်တဲ့ဘဝပုံစံသက်မမရှိဖို့လိုတယ်ကွာမီးကအားကြောင့်မီးဥချက် open minded ဖြစ်ပါလို့ open minded ဖြစ်အောင်quality skill တခုပြောပြတာပေါ့နော်တကယ်တမ်းကျတော့မီးမတူညီတဲ့လူမျိုးနဲ့ပြောဆိုဆက်ဆံရတဲ့အခါမှာ social anxiety လို့ခေါ်တဲ့မိနည်းနည်းစိတ်လျှော့ရတဲ့အခါနည်းနည်းမွန်းကြဲရတဲ့ခါတွေအဲ့ခံစားချက်တွေပြီးပေမဲ့တစ်ဖက်မှာလည်းပဲမိမြင်တတ်တယ်ဆိုရင်အဲ့ဒါကောင်းတဲ့ experience ကိုလို့အချက်ကထင်တယ်ကွာနောက်ပိုင်းအဲ့လို open minded ဖြစ်တဲ့ဟာလေးအချစ်ဘဝမှာတော်တော်လေးကိုအခုညီဖြစ်တယ်ကွာမင်းလေးရတော့ဆိုရင်အချက်ကနည်းနည်း bike ပူတဲ့လူတွေဗျမ်းမရာနေတဲ့လူတွေတို့စကားပြောရင်အဲ့လိုဆဲပြောတဲ့လူတို့အဲ့လိုမျိုးရုပ်တရက်ဆိုဒေါသထွက်လာတဲ့လူတွေဆိုလို့ရှိရင်အချက်ကစိတ်ထဲမှာအထင်သေးစိတ်ဖြစ်တယ်ကိုယ့်ကိုတတိမထားမိတော့အချက်ရဲ့ခန္ဓာကိုယ်အဲ့လိုတုတ်ပြန်တယ်အချက်စိတ်ပိုင်းဆိုင်ရာအဲ့ဒါကြီးကဖြစ်နေတာကွာဟိုလူပြောက် bike ပူတွေ့ဟာဒီကောင်ကွာကိုယ့်ကိုယ်တော့ view မဆိုင်နိုင်ဘိုက်ကြီးကပူနေတယ်ဟာဒီကောင်ဆောက်ရမ်းပိန်နေတယ်အဲ့လိုမျိုးအတွေးခေါ်တွေကအဲ့လိုမျိုးပုံတယ်စိတ်ကဖြစ်တော့ဥချက်မျက်နှာမှာလည်းအဲ့လိုလိုက်ပေါ်နေသူကသူပေါ်တာနော်ဥချက်ကလှုပ်ယူလို့မဟုတ်ဘူး open mind နဲ့မဖြစ်ဘူးကိုယ်စိတ်ကိုမသိရတဲ့အတွက်အဲ့လိုပုံတယ်ကိုဖြစ်နေတာနောက်ပိုင်းကျတော့ဥချက်ကအဲ့လိုမဖြစ်တော့ကွာနောက်ပိုင်းကျတော့ဥချက်ကလူလိုပဲမြင်တယ်လူဆိုတာသူတို့ကြိုက်တာသူတို့လုပ်မှာပဲအကြောင်းသူတို့ကြိုက်တာကိုလိုက်ကြိုက်စရာမလိုကိုကြိုက်တာလည်းသူတို့ကြိုက်စရာမလိုလူပေါင်းစုံလည်းဥချက်ကပေါင်းလို့ရပါကွာနောက်ပိုင်းဥချက်ကလူပဲမြင်လိုက်ရဆိုတော့မြေဥချက်ကိုပြောမှာပေါ့ဥချက်ကအဆန်းတော့လူလို့မမြင်ဘူးလားလို့အဲ့လိုမိစိတ်တွေမှာမေးချင်မှာပေါ့မဟုတ်မိအရင်တော့ဆိုဥချက်ကဒုတိယကိုတွေ့ပြီဆိုလို့ရှိရင်ကိုယ့်ကို judgment လုပ်တယ်ကွာလူကြပြီးဘူပန်သုံးသက်တယ်စိတ်လေးကတော့သူဖြစ်နေတာပြီးတော့ကိုဥချက်မျက်နှာမှာလည်းပေါ်တယ်ဥချက်ကဒီလိုသဘောမကျဘူးဆိုတဲ့မျက်နှာကိုသူတို့ကသိတယ်ကွာဥချက်သဘောမကျဘူးဆိုတာသူတို့မျက်နှာသူတို့ဥချက်မျက်နှာကိုချင်းသိတယ်နောက်ပိုင်းကျမှဥချက်ကအဲ့လိုမတွေ့တော့သူတို့ကလည်းသူတို့အကြိုက်တဲ့သူတို့ရှိမယ်သူတို့အကြိုက်ဥချက်ကထိခိုက်စရာမလိုသူတို့လူနေမှု lifestyle ကိုဥချက်ကဝေဖန်စရာမလို judgment လုပ်စရာမလိုအဲ့လိုမျိုးဥချက်ကလုံးဝလက်ခံလိုက်တယ်ကွာမင်းလေးကဥချက်တို့အခုလုပ်ငန်းနယ်မှာဆိုလဲလူတွေအမျိုးမျိုးဥချက်တွေ့ရတယ်ကွာလူဥချက်တွေ့ရတချို့လူတွေဆိုလို့ရှိရင်နေတာပုံစံမကြောက်ကွာပုံမကြောက်သူတို့နေတဲ့ style ကအဲ့လိုလူနဲ့စကားမပြောချင်ဘူးပြီးလို့ရှိရင်အလုပ်လုပ်လဲဗျမ်းမလာလုပ်တဲ့လူတွေရှိတယ်တချို့တွေဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာကြာနည်းနည်းချို့နေတဲ့လူတွေရှိတယ်စိတ်ပိုင်းစိတ်ပျော့တယ်ကွာတချို့ဆိုလို့ရှိရင်နေမလားခက်တာကိုဝရတဲ့လူတွေလည်းရှိတယ်စိတ်အရန် short မှာဖြစ်တဲ့လူတွေလည်းရှိတယ်ဒါသူတို့ဒါပေမဲ့အဲ့ဒီသူတို့တွေအားလုံးကသိလား open mind နဲ့ဖြစ်မဖြစ်တော့မသိကွာဥချက်ကသူတို့တွေအားလုံးနဲ့ပေါင်းလို့ရတယ်ဟိုမှာတယောက်တွေလည်းပေါင်းလို့ရတယ်ပြီးလို့ရှိရင်တခြားလူတွေဟိုမှာသူများရဲ့တိတ်မပေါင်းတဲ့လူတွေလည်းဥချက်ပေါင်းလို့ရတယ်သူတို့သူများရဲ့ကြက်မပြည့်ဘူးလို့ခံစားကြက်မပြည့်ဘူးလို့ကွာထင်တဲ့လူတွေလည်းဥချက်ပေါင်းလို့ရတယ်ဥချက်က scale တစ်ခုတိထားလို့ကွာ scale ကသိတယ်မလားသူတို့အကြိုက်နဲ့သူကလူပဲ judgment လုပ်စရာမလို live ဝေဖန်သုံးသပ်စရာမလိုကွာသူကြိုက်တာကိုလည်းကိုကြိုက်စရာမလိုကိုကြိုက်တာသူကြိုက်စရာမလိုဆိုတဲ့စိတ်ကိုမွေးလိုက်တဲ့အချိန်မှာအချက်ကအကုန်လုံးနဲ့ပေါင်းလို့ရတယ်အချက်ကဒီလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်လူပေါင်းအများဆုံးပဲကွာလူအများစုနဲ့ဥချက်ပေါင်းလူတိုင်းနဲ့ပေါင်းတယ်စီကံရှိတဲ့လူနဲ့ပေါင်းတယ်စီကံမရှိတဲ့လူနဲ့လည်းပေါင်းတယ်စိတ်တူတက်တဲ့လူနဲ့ပေါင်းနိုင်တယ်စိတ်မတူတဲ့လူနဲ့ပေါင်းသူတို့အားလုံးလည်းဥချက်ကိုခင်တယ်ကွာအဲ့ဥချက်က open mind နဲ့ဖြစ်တဲ့စိတ်ကိုမွေးလိုက်တဲ့အချိန်ကစပြီးဟိုနေထိုင်တဲ့ style ပြောင်းသွားတာအဲ့လိုမျိုးဥချက်ကအဲ့လိုမျိုး work space မှာအဲ့လိုစိတ်တိုင်းထားလိုက်တဲ့အချိန်မှာစပြီးဥချက်ကအဆင်ပြေသွားတာတကယ်လို့ဒါမီးကတင်းဝက်ရှိလာတဲ့အချိန်ကျရင်တင်းမှန်မာတွေကမီးကြက်တာကြိုက်စရာမလိုဘူးသူတို့အနေနဲ့ကသူတို့အလုပ်ကို quality ကျနဲ့ချိန်ခိုက် work done ဖြစ်ရပြီကွာအချိန်တိုင်းပြီးနိုင်ရပြီမဟုတ်လားတခြားလူတွေကိုဟိုအလုပ်ခတ်မှုတော့ရွေးချယ်ချိန်မှာကိုယ်နဲ့မကြိုက်တဲ့ personality တွေကိုယ်နဲ့မကြိုက်တဲ့အရာတွေကိုယ်နဲ့ပုံစံမတွေ့ရပါပြီးမှပဲသိရမလားကိုကမရွေးချယ်တော့ဆိုရင်တချို့ skill set တွေတချို့အရန်ကျန်းတဲ့အရန်ကောင်းတဲ့မီးတင်းမှန်မာဆုံးရှုံးသွားနိုင်တယ်ကွာအဲ့ဒါဟိုပိုင်းနဲ့ဖြစ်တယ်ဆိုလို့ရှိရင်မီးကမီးရဲ့လုပ်ငန်းမီးရဲ့တင်းအတွက်တကယ်လိုအပ်တဲ့လူတွေမီးရှာနေတယ်ကွာအဲ့လိုမျိုးရေးစလေးတစ်ခုပေါ့နော်အစ်စ်လေးရေးစလေးဘာမှမသိဘဲနဲ့ရောချပြီးတော့ဟိုကိုနဲ့မတူလက်မခံဘူးဆိုတာမဖြစ်အောင်မီးသူ့ skill ကြိုက်ပြီသူ့ရဲ့ quality ကြိုက်နေပြီဆိုတော့ရပြီလေနော်ဟုတ်လားကျန်တာသူဘာပဲလုပ် line မှာဘာပဲ share သူ personality ကသိရမလားပုံမှန်အရင်ရုံမပေါက်နေရပြီကွာအဲ့လိုသာမီးကအဲ့လို open mind နဲ့ဖြစ်ပြီးတော့အဲ့လိုจิตသုံးနိုင်တယ်ဆိုလို့ရှိရင်မီးကချင်းတဖြည်းဖြည်းနဲ့မီးကမိတ်ဆွေတွေများလာလိမ့်မယ်အဲ့မိတ်ဆွေတွေကြားထဲမှာမီးအတွက်မီးအကျိုးလိုလာတဲ့လူတွေပေါ်လာလိမ့်မိတ်ဆွေများလေမီးအကျိုးလိုလာတဲ့လူပုံများလိမ့်မယ်ကောင်းတဲ့လူတွေလည်းတိုးလာလိမ့်မယ်အဲ့တိုးတဲ့အတွက်မီးရဲ့
live မှာအထောက်အကူပြုမှာကွာအဲ့ဒါအလုပ်လုပ်တဲ့အချိန်တို့မှာမီပိုတိတာလိမ့်မယ်အလုပ်လုပ်တယ်ဆိုတာကမီမှာလုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်မီကိုယ်ပိုင်လုပ်ပဲဖြစ်ဖြစ်မီပိုတိလိမ့်မယ်မီဆက်ဆံရမယ့်လူတွေအပေါ်မှာမီထားမဲ့စိတ်သက်မှန်ကန်တယ်ဆိုလို့ရှိရင်မီက level up ပေါ့ကွာတစ်ဆင့်ပေါ့မီရဲ့ energy ကိုလည်းတစ်ဖက်ကလူကခံစားမိတယ်မီကသူများတွေအပေါ်ကျေပြီးတော့မနှိမ်နေဘူးကျေပြီးတော့အထင်မသေးနေဘူးဆိုတာလဲသူတို့ကခံစားရတယ်ကွာနောက်ပိုင်းမီကအဲ့လိုနေမိတ်ဆွေပိုများလာမယ်တငယ်ချင်းတွေပိုပြီးတော့များလာလိမ့်မယ်အဓိကအဲ့ဒါပါပဲဥချစ်လိုပုံစံမျိုးအဲ့လိုလုံလီဖြစ်တဲ့ပုံစံတို့တယောက်တည်းတတိသက်သက်နေပြီးတကောင်နဲ့ချင်းသေးခွာဆိုပြီးတော့အဲ့လိုမျိုးသိရမလားစောက်တလွဲတွေးခေါ်တွေဖြစ်မှာဆိုလို့ကွာအဲ့လိုမျိုးအဲ့လေးပြောချင်တာကွာအဲ့ point လေးကိုပဲပြောချင်တာမီကမီဥချစ်တစ်ခုပြောမှာကွာလူနဲ့လေမီတက်နိုင်သမျှမငင်းသေးချင်ကွာတက်နိုင်သမျှမငင်းသေးချင်တကယ်လို့မဖြစ်မနေညင်းရမယ့်အရာမျိုးတွေဆိုလို့ရှိရင်လည်းဘလို့အရာမျိုးတွေဆိုရင်ညင်းမှာကွာဥမာမီတင်မီတို့အလုပ်မီတို့လုပ်ငန်းခွင်ထဲမှာတယောက် idea ထုတ်တော့မယ် idea ထုတ်တော့မယ်ဟိုတယောက်သိရမလားလုပ်ငန်းအသစ်ကိုစားတော့မယ်သူ idea အသစ်တွေထုတ်တော့မယ်ဆိုစကားပြောဆွေးနွေးညင်းခုန်တော့မယ်ဆိုလို့ရှိရင်တော့ထွက်လာမဲ့ရလက်ကကောင်းတယ်ကွာကောင်းဖို့ဆိုရင်တော့အဲ့ဒါညင်းခုန်ကြမှာဒီလားကိုကအကြီးဆိုပြီးတော့ကိုပြောတဲ့စကားတွေကပဲအလုံးမကောင်းနိုင်ဘူးလေကိုကအငယ်တွေကိုရဲ့ level 2တွေရဲ့အတွေးအခေါ်အယူဆတွေနဲ့အဲ့လိုမျိုးကိုလောက်ကန်ကောင်းဖို့ကိုရဲ့သိမလားကိုပိုတိုးတက်အောင်မြင်ဖို့အတွက်ကိုအဖွဲ့အစည်းတွေပိုတိုးတက်အောင်မြင်ဖို့အတွက်ညင်းခုန်တာတော့အဲ့ဒါတော့ညင်းလိုက်ရတခြားကိစ္စလေးမီရဲ့ live မှာဟိုတခြား entertainment နဲ့ဖြစ်ဖြစ်အယူဆနဲ့ဖြစ်အဲ့လိုမျိုးညင်းခုန်ရမှာဆိုတော့လုံးဝမညင်းစေချင်ဘူးမီရဲ့တလားမီနောက်ပိုင်းဖြစ်မှာသူပြောတာပါလူတငယ်ချင်းတွေနဲ့အဲ့လိုသိရမလားအတွေးခေါ်ညင်းတဲ့ကိစ္စတွေဖြစ်လာမှာအဲ့ကြောင့်ဥချက်ကပြောတဲ့ဟာလေးကိုဒီချိန်ဒါပြောလိုက်တဲ့ဟာလေးကိုမီနည်းနည်းလေးခေါင်းထဲမှာကွာဖက်ကနေပေါ်လာသေးချင်လို့ကွာအဲ့လိုပေါ်လာရင်မီကတချို့အရာတွေရှောင်လို့ရတယ်တချို့စကားဝိုင်းတွေကိုရှောင်လိုက်လို့ရတယ်တချို့တယောက်နဲ့တယောက်မိတ်ပြတ်တင်မဲ့အရာတီတီလေးစပြီးတော့ကွာအဲ့လိုမျိုးမိတ်ပြတ်သွားတာရှိတယ်ကွာစိတ်ထဲမှာခုသွားတာရှိတယ်ကွာကိုယ့်ဘော clear မဖြစ်တော့တာရှိတယ်ကိုယ့်ဘောစိတ်မကြည်လင်ဖြစ်သွားတာရှိတယ်အဲ့လိုမျိုးတွေမီကရှောင်နေရမယ်တငယ်ချင်းတွေတော့မရှောင်နိုင်တော့မီက8 point တွေကိုကြိုမြင်နေရမယ်ကိုယ်တငယ်ချင်းတွေလည်းဒီမျိုးတခြားလူနဲ့အဲ့လိုညင်းခုန်နေပြီဆိုလည်းမီကဟဲအဲ့ဒါတွေကမလုပ်တင်ဘူးအဲ့လိုလုပ်ရင်ဘာမှအကျိုးလည်းရှိတာမဟုတ်နေကိုမာနာလေးကိုအာသာပြအောင်ပဲရှောက်ပြောမနေနဲ့အဲ့လိုကိစ္စလေးတွေကလုပ်လို့ရှိရင်အဲ့တိတော့အကျိုးဆက်ကဘာမှကောင်းတာမဟုတ်ဆိုတော့တတိပေးနိုင်ရမယ်ကွာနောက်ပိုင်းဥချစ်ကစကားဝိုင်းနေမှာဆိုလို့ရှိရင်ကွာတခြားတစ်သိန်းနဲ့ပုံမှန်တိုင်းစကားပြောတဲ့အချိန်မှာသူတို့ပြောတဲ့တွေးခေါ် idea တွေဆိုလို့ရှိရင်ကိုကတကယ်သိချင်တယ်ဆိုလို့ရှိရင်တော့မေးလိုက်တယ်တကယ်မသိချင်ပုံမှန်လောက်ပဲဆိုလို့ရှိရင်နည်းနည်းအဲ့မှာဟုတ်တာပေါ့အဲ့လောက်ပဲပြောပြီးတော့လောက်ပဲနောက်ပိုင်းသူစကားပြောကောင်းအောင်ထောက်ပေးတဲ့သဘောလောက်ပဲရှိတယ်ချက်တဲ့ပိုင်းတွေကတော့မလုပ်တော့ဘူးအရင်ကသူတို့ပြောနေတာမားနေတာမှာသူတို့ဟာမားတယ်ကိုဒါမျိုးမှအမှန်ဆိုတဲ့ဟာမျိုးမလုပ်တော့ဘူးတက်တည်တာစကားပြောလုပ်တယ်လည်းမလုပ်တော့ဘူးလေသိရမလားခုနရှေ့ကပြောခဲ့တယ်ပေါ့လေအကျိုးရလည်းသိနေတာဘာလုပ်မှလဲနော်မင်းနော်လူတော်များအမြင်ကသူတို့ပြောတဲ့ idea သူတို့အတွေးခေါ်သူတို့ကိုသူတို့တော်တော်ဖော်ပြချင်တဲ့လူတွေများပါတယ်အဲ့ကြရင်သူတို့ပေးပြီးတော့ဖော်ပြခွင့်ပေးလိုက်ကွာပြောခွင့်ပေးလိုက်သိရမလားသူတို့ထင်တာပြောခွင့်ပေးလိုက်အဲ့ဒါဆိုရင်မီနဲ့ပိုခင်းလိုက်မယ်မီသူတို့ပြောတာမီနဲ့နားထောင်တယ်ကွာပုံမှန်လောက်နားထောင်တယ် respect ထားတယ်အဲ့လောက်ဆိုရပြီကွာအရင်နားထောင်ကြလည်းမလုပ်ကွာကိုကနားမထောင်ချင်ဘူးကိုကမသိချင်ဘူးဆိုပေမဲ့ပုံမှန်လောက်နားထောင်လိုက်ဥမာထားလိုက်ပါတော့ကိုကသူ့ချက်ချင်းပြောချက်ချင်းကိုနဲ့မတူလို့ရှောင်းထွက်သွားဆိုလည်းအဆင်မပြေဘူးဥမာသူပြောသူကလိုက်ပြီးနားထောင်နေတယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးပုံမှန်လောက်ပဲ10မှာဆိုရင်3လောက်ပဲ3%လောက်ပဲနားထောင်ပြီးတော့ထားဝေးလိုက်ရပြီအဲ့ဒီအချိန်မှာမီးကတကယ်သိချင်တယ်မီးစိတ်ဝင်တဲ့အကြောင်းအရာတွေပါလို့မေးလိုက်တယ်မိကုန်းနေမိတယ်ဒီလိုဘာကြောင့်ဖြစ်တာလဲဘယ်လိုဖြောက်ပဲအဲ့လိုမျိုးပြောလိုက်တော့ပူတော်ကြိုက်တယ်ပူတော်ရှင်းပြချင်တယ်တကယ်မီးစိတ်ဝင်တဲ့အကြောင်းအရာလည်းခဏလေးသိနိုင်တယ်ကွာဥပမာနဲ့ထားရဆိုလို့ရှိရင်သိတယ်ညင်းကြမလို့ကိုဘိုးပြူပြီးတော့မတွေးနေသေးတာမလားအများကြီးဘာဖြစ်ချင်လဲသူဘာလုပ်ချင်လဲသူကဘယ်လက်ညောင်းသွားတော့မီးအပေါ်ကြီးကြည့်ရလို့ပေါ့ကွာကြည့်ရလို့အဲ့လိုအထာမျိုး open mind နဲ့ဖြစ်နေရမင်းအဲ့လိုမျိုးက AC ပဲလူများပြောသမျှအောင်နည်းနည်းနားထောင်နိုင်တဲ့ scale လေးရှိတယ် open mind နဲ့ဖြစ်တယ်ဆိုလို့ရှိရင်တချို့လူတွေကသိတယ်မီးကသူနဲ့အယူဆမတူအတွေးခေါ်မတူဘာသာမတူဆိုမဲ့မီးကသူတို့ပြောတော့နားထောင်ပေးတယ်ဟိုမှာပုံမှန်လောက်ဆွေးနွေးပေးတယ်မျက်နှာမပြပဲ AC စကားပြောနိုင်တယ်မီးကိုသူတို့စိတ်ထဲမှာ respect ထားတယ်ဒီကောင်မလေးကရှင်းချက်တာပဲဆိုအဲ့လိုမျိုး connection တစ်ခုဖြစ်သွားတယ်ကွာသူဆွေးနေတာအေးလူပဲပြန်ပြီးတော့ဆက်ဆံနိုင်တယ်ပြောဆိုနိုင်တယ်ဆိုလို့မျက်နှာမှာလည်းထင်သေးမပါအောင်နော်ပုံမှန်တိုင်းလည်းအေးစီလေးပဲဆွေးနေတယ်စကားပြောနိုင်တယ်ဆိုရင်လည်းသူတို့ကမီးရဲ့ scale ကိုဖြုံတယ်သူတို့တော့မလုပ်နိုင်ဘူးလေသူတို့ဆိုလို့ရှိရင်သူတို့နဲ့မတူဘူးဆိုလို့ရှိရင်သူတို့ကညင်းမပြူပြဲလုံးအောင်အဲ့ဒါကိုသူတို့လည်းသိတယ်မီးကအဲ့လိုဆက်ဆံလိုက်တယ်အဲ့လိုနေလိုက်ရဆိုရင် level up next level ပဲဥချစ်ဆိုလဲဥချစ်စကားပြောလို့ဘေးတစ်ဖက်သားဥချစ်ကိုပြန်ပြီးတော့လေအေးဆေးပြန်ပြောတယ်ပြန်တုတ်ပြန်တယ်သူကမျက်နှာလည်းမပြတ်ဘူးသိတယ်မလားအေးဆေးလေးကိုဥချစ်ပြောတော့နားထောင်တယ်ဥချစ်ပြောပြီးရင်သူပြောတဲ့သူ့ idea တွေပြောပြတယ်မေးတယ်မေးခွန်းနေမယ်ဆိုရင်ဥချစ်အရန်အဲ့လူတွေအရန်လေးတာ respect ဖြစ်တယ်တီငိမ်နဲ့ပြန်ပြောနိုင်တယ်
ရုတ်တရက်ဆို view ပဲရှူးရှဲမဖြစ်ဘဲနဲ့ပြန်ပြီးတော့ပြောနိုင်တဲ့လူတွေဆိုရင်ဥချက်ကလေးစားတယ်ကွာဥချက်တော်မှအဲ့လောက်ကြီးမရဘူးကွာအဲ့လိုမျိုးအလေးချင်းอ่ะကွာမီလောက်ယူထားလောက်ကိုလောက်ယူထားတဲ့အလေးချင်းကွာ SK က SK ကလုံးဝ master skill ကွာသိလား master skill မီတကယ်လို့အဲ့လိုကြမ်းပြီဆိုလို့ရှိရင်မီကအရှမ်းကိုသိလားမလားလူဖြုံနေကွာမီကိုဖြုံနေမီကဒါစကားဝိုင်းနေမှာသူတို့ပြောတဲ့စကားတကယ်မီကြည့်လေTV show တွေနိုင်ငံရေးဆွေးနွေးဝိုင်းနေမှာကြည့်လေလောက်ကိုနဲ့မတူတဲ့ debate တွေမှာဆွေးနွေးတဲ့ပွဲတွေမှာသူကြည့်လိုက်သူတို့ဆွေးနွေးရင်တကယ် professional တွေဘယ်လိုပြောကြလဲအေးစစ်ပြန်ပြောတယ်နားထောင်ပေးတယ်ဟုတ်လားဒီကို idea ပြန်ပြောတယ်သူတို့ပြောတော့လဲစစ်မစိုးကွာရွှေထပ်လို့လည်းမရဘူးကွာထပ်လို့တဲ့ဆိုရင်တို့ကမီတို့ကရက်ကွက်အဆင်ကွာပတ်ဝန်းရက်ကွက်အဆင်မဖြစ်တော့ရက်ကွက်အဆင်ဆိုတာနေပြောတာမဟုတ်ဘူးเนาะ level အပိုင်းအဆင်တွေကွာအဲ့တော့ကိုက level up လုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့ skill set ကိုမီလုံးဝတင်ယူထားတယ်အဲ့ behavior မီလုံးဝလေ့ကျင့်ယူထားတယ်ကွာနော်မီနော်လုံးဝစမ်းကြည့်ကွာဘယ်ရမလို့လေ့ကျင့်လို့ရပါမလို့လူတိုင်းတကယ်မလားမွေးရဘာမှပါလာတာမဟုတ်ဘူးလေတချို့ရတယ်ကိုစိတ်ထဲမှာတိထားဆိုရင်ကိုအဲ့ဒါကိုကြိုး train လို့ရတယ်ပြောရင်စိတ်ထဲမှာမီကိုတယောက်ကပြောလိုက်ဆိုလို့ရှိရင်စကားမီနဲ့မတူတာတွေပြောလိုက်ပြီဆိုလို့ရှိရင်စိတ်ထဲမှာဟက်ကနေဆိုဒေါသထွက်လာတာရှိတယ်မလားစိတ်ထဲမှာထက်ဆိုတာနဲ့ဘာကြီးလဲဒါကြီးကဘလို့တွေးခေါ်နေအဲ့လိုမျိုးအတွေးခေါ်ဖြစ်တတ်တယ်မဟုတ်နော်ဖြစ်တယ်ဆိုတိတယ်ဆိုတော့တိနေအောင်ထိန်းထားတယ်ထိန်းထားပြီးတော့မှကိုဘလို့ပြန်တုတ်ပြန်မှာဆိုတာလည်းသိရမှာအဲ့ဒါ open minded ဖြစ်တယ်လို့ခေါ်ရမီနောက်ဆုံးအနေနဲ့ဥချက်ကမီကို open minded ဖြစ်တယ်ဆိုတာကကိုကြိုက်တဲ့ຢာကိုတခြားလူတွေကကြိုက်စရာမလိုဘူးသူတို့ယူဆတွေသူတို့အတွေးခေါ်တွေမှားကြအောင်ကိုကလိုက်ပြီးတော့ပြင်ပေးထောက်ပေးကြကိုမှတာဝန်လည်းမရှိဘူးသူများစီကအတွေးခေါ် idea တွေလည်းမှန်တယ်မှားတယ်ဆိုတာကိုလည်းကိုကအသိရမလားလွယ်လွယ်ကူတည်းလက်ခံရမလို့ကိုအေးစစ်စစ်နဲ့သိရမလားပွင့်လင်းမြင်သာတဲ့စိတ်နဲ့သူများကိုမထိခိုက်အောင်ဆက်ဆံတတ်တယ်အောင်ပြောတာပြီးတော့တော်နောင်ကိစ္စတွေဆိုရင်မငင်းနဲ့ဥပမာညင်းခေါ်ရမယ်ပြောဆိုရမယ်အပိုင်းတွေရောက်လာပြီဆိုလို့ရှိရင်ဘယ်လိုအပိုင်းတွေမှာဆိုလို့ရှိရင်မီကအရန်ချစ်လို့မီရဲ့ညီမလေးပဲဖြစ်ဖြစ်မီရဲ့တငယ်ချင်းပဲဖြစ်ဖြစ်သူ့အကျိုးလိုလားလို့ကိုကသူနဲ့သူ့ idea တကယ်လွဲနေလို့သူကထိခိုက်မှာဆိုလို့ကိုကအညူစုခံအမုန်းခံပြီးပြောရမှာဆိုတော့ပြောပေးရမယ်အဲ့ဒါပြောမှာဘာလို့ဆိုတော့ကိုကသူ့ဘောတကယ်ဒီမှာစေနာရှိလို့မေတ္တာရှိလို့ကိုသူ့အကျိုးလိုလားလို့ဆိုတာလုံးဝကိုနဲ့ရင်းနှီးလို့ကွာကိုမိတ်ဆွေကောင်းကိုကမိတ်ဆွေကောင်းဖြစ်တယ်ကိုအမကောင်းဖြစ်တယ်ဟဲ့ဆိုတော့ပြောပြရမယ်ညင်းခေါ်ရမယ်ပြောဆိုရမယ်သူ့ idea တွေမှားကြအောင်တက်တည်ပြအဲ့ဒါကြောင့်လုပ်တယ်တော်တော်လူတွေပြင်ပဝန်းကျင်မှာမီးတွေ့တဲ့လူတွေနဲ့ဆိုရင်တော့မလုံနဲ့ဝစ်ချစ်ပြောတာနော်မျိုးနှစ်ပိုင်းရှင်နော် over minded ဖြစ်တယ်ဆိုတာကပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့ခြင်းတစ်မျိုးတကယ်လို့မိသားစုဝင်နေမီးရဲ့မောင်နှမတွေမီးတငယ်ချင်းတွေမီးရဲ့တကယ်တငယ်ချင်းနော် close ငယ်ချင်းမီးသူ့ကောင်းနေချင်းလို့ကွာတကယ်ပြောလို့ကောင်းနေချင်းလို့သူလမ်းမတော့မှမီးတိလို့ပြောရမယ်ညူစွားမှဆိုတော့ပြောပါကို idea တွေချပြတော်တော်လောက်ဆိုတော့မပြော over minded ဖြစ်အောင်နေအဲ့ဒါကိုပြောတာပါဟုတ်ပြီလားဒီနေ့က2026တရက်နေ့ February တရက်နေ့မီးအတွက်လက်ဆောင်ပဲ open minded ဖြစ်ပါမိလေနော် open minded နဲ့ see you at the top အမြင့်မှာပြန်တွေ့မယ်မီးရဲ့ဥချက်ပါ